ဟုတ်ပြီ Chapter 1 Accounting Equation ဟုတ်ပြီပထမဆုံးလေ့လာရမှာကတော့ Accounting Equation လို့ပြောတဲ့စာရင်းကိုင်းညီမျှခြင်းဟုတ်ပြီတို့တွေကဒီစာရင်းကိုင်းညီမျှခြင်းဆိုတဲ့အကြောင်းအရာကိုလေ့လာနိုင်ဖို့ဆိုလို့ရှိရင်ဘာတွေသိဖို့လိုသေးလဲဆိုတော့ recording financial transaction လို့ပြောတဲ့တို့တွေဘဏ္ဍာရေးဆိုင်ရာလှုပ်ဆောင်ချက်တွေကိုဘယ်လိုမျိုးအစစ်စစ်ရေးစာရင်းတွေရေးသွင်းရတယ်ဆိုတာကိုအရင်ဆုံးလေ့လာကြည့်ရအောင်ဟုတ်ပြီ what is bookkeeping စာရင်းရေးပညာဆိုတာကဘာလဲတဲ့ဟုတ်ပြီ what is accounting စာရင်းကိုင်ပညာရပ်ဆိုတာကဘာလဲ the objective of accounting လို့ပြောတဲ့စာရင်းကိုင်ရခြင်းရဲ့အဓိကရည်ရွယ်ချက်သည်ဘာလဲ use of accounting information လို့ပြောတဲ့တို့စာရင်းပညာကနေရရှိလာတဲ့အချက်အလက်တွေကိုဘယ်သူတွေကသုံးပါလဲ presentation of financial charter လို့ပြောတဲ့ဘဏ္ဍာရေးဆိုင်ရာလှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ရင်တို့ဘယ်လိုမျိုးဝိသေသလက္ခဏာရပ်တွေနဲ့ပြည့်စုံမှစာရင်းရေးသွင်းလို့ရမှာလဲ accounting terminology လို့ပြောတဲ့စာရင်းနဲ့ပတ်သက်ပြီးအခေါ်အဝေါ်လေးတွေကိုလည်းတို့တွေကလေ့လာကြရပါမယ်ဟုတ်ပြီဒါတွေကိုတို့တွေကသိလာပြီဆိုတော့မှ accounting equation လို့ပြောတဲ့စာရင်းကိုင်ညီမျှခြင်းကိုတို့တွေကလေ့လာနိုင်မှာပဲဖြစ်ပါတယ်ဟုတ်ပါပြီအောက်မှာပြောထားတဲ့ bookkeeping procedure accounting procedure ကဘာကိုပြောတာလဲဆိုလို့ရှိရင်တို့စာရင်းနဲ့ပတ်သက်တဲ့လှုပ်ဆောင်ချက်ဒီဘယ်လိုမျိုးအစစ်စစ်သွားတာလဲဆိုတာကိုတို့တွေကအသေးစိတ်ထပ်မံလေ့လာရမှာပဲဖြစ်ပါတယ်ဟုတ်ပြီ what is bookkeeping စာရင်းရေးပညာဆိုတာကဘာလဲတဲ့ဟုတ်ပြီ transaction of a business တို့လုပ်ငန်းရဲ့လှုပ်ဆောင်ချက်တွေကိုဘာဖြစ်လဲ systematic recording လို့ပြောတဲ့စနစ်တကျစာရင်းရေးသွင်းတာကိုဘာလို့ခေါ်လဲ bookkeeping လို့ပြောတဲ့စာရင်းရေးပညာလို့ခေါ်ပါတယ်ရမလား transaction of a business လုပ်ငန်းရဲ့လှုပ်ဆောင်ချက်တွေကိုဘယ်လိုမျိုးစာရင်းရေးသွင်းမလဲ systematic recording စနစ်တကျစာရင်းရေးသွင်းတာကိုဘာလို့ခေါ်လဲစာရင်းရေးပညာလို့ခေါ်ပါတယ်တဲ့ဟုတ်ပြီ what is accounting စာရင်းကိုင်ပညာရပ်ဆိုတာကဘာလဲ accounting is the art of recording တို့စာရင်းနဲ့ပတ်သက်လို့ရှိရင်စာရင်းတွေကိုနော် accounting is the art of recording စာရင်းတွေကိုရေးသွင်းမယ် classifying အမျိုးအစားခွဲကြည့်မယ် summarizing ဟုတ်ပြီစာရင်းတွေကိုစုစည်းတင်ပြပေးရပါမယ်တဲ့ transaction of financial charter လို့ပြောတဲ့ဘဏ္ဍာရေးဆိုင်ရာလက္ခဏာရပ်တွေနဲ့ညီတဲ့လှုပ်ဆောင်ချက်တွေကိုပဲတို့တွေကဘာလို့မှလဲစာရင်းရေးသွင်းမှာပါတဲ့အဲ့ဒါပြီးရင်တော့ interpreting the result လုပ်ငန်းကရလာမဲ့ result တွေကို interpret ထုတ်ပြန်ပေးပါလိမ့်မယ်တဲ့ result လို့ပြောတာဒီတို့လုပ်ငန်းရဲ့ဒီဘဏ္ဍာရေးနဲ့ပတ်သက်ပြီးလုပ်ငန်းဒီရှုံးသလားမြတ်သလားပေါ့ပြောချင်တာကအရှုံးမြတ်စင်းတွေထုတ်ပြန်ပေးရမှာပြောတာပါဟုတ်ပြီ classifying ဆိုတာကဘာကိုပြောတာလဲဆိုတော့ account types လို့ပြောတဲ့စာရင်းအမျိုးအစားလေးအရင်ခွဲရမယ်ဟုတ်ပြီဒါဒီကုန်ရောင်စာရင်းလားဒါဒီကုန်ဝယ်စာရင်းလားဟုတ်ပြီကုန်ရောင်စင်းဆိုသည့်တိုင်အောင်တို့တွေဒီကုန်တွေကိုအကျွေးရောင်းလိုက်တာလားလက်ငင်းရောင်းလိုက်တာလားဆိုတာကိုအရင်ဆုံးစာရင်းအမျိုးအစားလေးခွဲကြည့်တာဟုတ်ပြီအဲ့ဒါကိုသိတော့မှတို့တွေကဘာလုပ်မလဲ recording လို့ပြောတဲ့စာရင်းတွေကိုရေးသွင်းမှတ်တမ်းတင်ရပါမယ်တဲ့ဘလို့လှုပ်ဆောင်ချက်တွေကိုလဲ daily transaction လို့ပြောတဲ့နေ့စဉ်လုပ်ငန်းရဲ့လှုပ်ဆောင်ချက်အားလုံးကိုစာရင်းရေးမှတ်ရပါမယ်တဲ့ daily transaction လို့ပြောလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကုန်ရောင်းစင်းတွေကိုလုပ်ငန်းရဲ့ကုန်ဝယ်စင်းတွေကိုအသုံးစရိတ်စရင်းတွေကိုအားလုံးကိုရေးမှတ်ထားရပါမယ် summarizing ဆိုတာကစရင်းနဲ့ပတ်သက်ပြီးတို့တွေကသက်ဆိုင်ရာစရင်းတွေကိုစုစည်းတင်ပြပေးရပါမယ်တဲ့ဟုတ်ပြီတို့နေ့စဉ်စရင်းမှတ်လာတဲ့เนาะ record လုပ်လာတဲ့အားလုံးကိုတို့တွေဒီဘာလုပ်မလဲ tribalance လို့ပြောတဲ့ assumption တန်းရေးဆွဲပေးရမယ်ဟုတ်ပြီအဲ့ဒီ assumption တန်းကမှာ
ထွက်လာပြီဆိုတော့မှတို့တွေဒီ statement of profit or loss လို့ပြောတဲ့လုပ်ငန်းရဲ့ဒီဘဏ္ဍာရေးနဲ့ပတ်သက်ပြီးလုပ်ငန်းဒီရှုံးသွားသလားမြတ်သွားသလားဆိုတာကိုမလုပ်မလဲအရှုံးမြတ်စင်ရေးဆွဲမယ် statement of financial position လို့ပြောတဲ့လုပ်ငန်းရဲ့လက်ကျန်ရှင်းတန်းအနေနဲ့ဘာဖြစ်မလဲ